မင်္ဂလာပါရှင်လူသားတွေနဲ့အခြားသောသတ္တဝါများရဲ့ခန္ဓာကိုယ်မှာရှိတဲ့သွေးကြောလေးတွေက damage or injury ထိခိုက်ဒဏ်ရာရရှိခြင်းတွေဖြစ်ပေါ်လာမှာဆိုလို့ရှိရင်တော့ခန္ဓာကိုယ်အတွင်းမှာရှိတဲ့သွေးများဆုံးရှုံးမှုဖြစ်ပေါ်လာတတ်ပါတယ်လူသားတွေမှာဆိုရင် minor cut လို့တင်စားကြတဲ့အသေးစားခွဲစိတ်မှုလေးတွေကတဆင့်သွေးထွက်လွန်မယ်ဆိုရင်တော့သိဆုံးသွားနိုင်ပါတယ်ဒါကြောင့်သတ္တဝါတွေနဲ့လူသားတွေရဲ့ခန္ဓာကိုယ်အတွင်းမှာသွေးပမာဏအကန့်အသတ်ရှိနေပါတယ်အဲ့ဒီလိုသတ်မှတ်ထားတဲ့သွေးပမာဏထက်သွေးများစွာဆုံးရှုံးမှုဖြစ်ပေါ်ခဲ့မယ်ဆိုရင်အသက်ဆုံးရှုံးမှုဖြစ်စဉ်ကိုကယ်တင်နိုင်မှုအတွက်ခန္ဓာကိုယ်ကသဘာဝအတိုင်း blood clotting လို့ခေါ်တဲ့သွေးခဲခြင်းဖြစ်စဉ်ကိုစတင်ပြီးတော့လှုပ်ဆောင်ပါတော့တယ်အဲ့ဒီလိုသွေးခဲခြင်းဖြစ်စဉ်ကိုစတင်ဖြစ်ပေါ်စေနိုင်မှုအတွက်ခန္ဓာကိုယ်အတွင်းမှာရှိတဲ့သွေးဆဲအမျိုးအစား၃မျိုးတွေက platelet or thrombocyte လို့ခေါ်တဲ့သွေးဥမွှားကလေးကမြည်တို့မြည်ပုံစတင်ပြီးတော့လှုပ်ဆောင်ပေးနေတယ်ဆိုတဲ့ဖြစ်စဉ်လေးကိုစတင်ပြီးတော့ဆွေးနွေးကြည့်ကြရအောင်ရှင် What is blood clotting မှာ blood clotting or coagulation process ကတော့ is a vital process that prevent excessive bleeding when a blood vessel is injured ခန္ဓာကိုယ်မှာရှိတဲ့သွေးကြောလေးတွေထိခိုက်ဒဏ်ရာရရှိတဲ့အချိန်မှာတာမန်ထက်ပိုသောသွေးစီးဆင်းမှုဖြစ်ပေါ်လာတဲ့အခါမှာ clotting ဖြစ်စဉ်စတင်ပြီးတော့ဖြစ်ပေါ်လာပါပြီအဲ့ဒီလိုဖြစ်ပေါ်တဲ့အတွက်အဓိကတာဝန်ယူလှုပ်ဆောင်ပေးမယ် platelet plasma ထဲမှာရှိတဲ့ protein များသည်အတူတကွ injury ဖြစ်ပေါ်သောနေရာမှာ clotting ဖြစ်ဖို့အတွက်စတင်အလုပ်လှုပ်ဆောင်ကြပါတယ်အဲ့ဒီလိုလှုပ်ဆောင်ခြင်းမှာအဓိကအခန်းကဏ္ဍကနေသွေးခဲခြင်းကိုတာဝန်ယူပေးနိုင်တဲ့ clotting factors or coagulation factor တွေကတော့အမျိုးအစားပေါင်း73ခုရှိနေတာကလည်းအင်မတန်ကိုစိတ်ဝင်စားစရာကောင်းလှပါတယ် clotting factor 73ခုအပြင် clotting vitamin အနေနဲ့အဓိကတာဝန်ယူပေးနေတာကတော့ vitamin K ပဲဖြစ်ပါတယ်အဲ့ဒီ vitamin K ကတော့ to make certain protein in the liver ဖြစ်ပါတယ်အသည်းကနေအသုံးပြုနေတဲ့ vitamin K ဖြစ်ပါတယ်ဒီ vitamin K ကိုအသုံးပြုပြီးတော့လေ clotting factor 73မျိုးတဲကအချို့သော factor များကိုထုတ်လုပ်ပေးနေတာကိုတွေ့ရမှာဖြစ်တယ်ဒါကြောင့်မို့လို့နေ့စဉ်စားသုံးသောအစာအာဟာရတွေထဲမှာ vitamin ကလည်းမဖြစ်မနေပါဝင်ရမယ်အစာအာဟာရတစ်ခုအနေနဲ့ရှိနေတာဖြစ်ပါတယ်ရှင် blood clotting ဖြစ်စဉ်မှာအဓိကတာဝန်ယူပေးတဲ့ platelet လို့ခေါ်တဲ့သွေးဥမွှားကလေးတွေကိုတော့ bone marrow ကနေစတင်ပြီးတော့ထုတ်လုပ်ပေးပါတယ်ဒါကြောင့် fragment or cell derived from larger cell in bone marrow ပါ blood clotting process မှာ platelet ကလေးတွေကဒဏ်ရာရတဲ့နေရာလေးတွေကိုစုပုံလာပါပြီအဲ့ဒီလိုမျိုးရောက်ရှိလာတာကတော့ become very sticky and they clamps around the wound ထိခိုက်ဒဏ်ရာရရှိတဲ့နေရာမှာ platelet ကလေးများစုပုံလာတယ်အဲ့ဒီလိုစုပုံပြီးတဲ့အခါမှာတော့ platelet များသည် release the clotting factor 73မျိုးကိုထုတ်ပေးမှာဖြစ်တယ်ဒီနေရာမှာတော့ clotting factor တွေတဲက thromboplastin လို့ခေါ်တဲ့ lipoprotein ကတော့ကက်သလစ်အနေနဲ့တာဝန်ယူပြီးသွေးထဲမှာရှိသော prothrombin လို့ခေါ်တဲ့ inactive enzyme ကိုစတင်ပြီးတော့ active ဖြစ်အောင်လှုပ်ဆောင်ပေးတော့မှာပဲဖြစ်ပါတယ်ရှင်။ဒါကြောင့်မို့လို့ thromboplastin သည် convert prothrombin inactive enzyme ကို into thrombin active enzyme ဖြစ်အောင်ပြောင်းလဲပေးပါပြီ။ဒါကြောင့်မို့လို့ thrombin သည် an enzyme that have convert the soluble plasma protein fibrinogens into a sticky mass of fibrin filament မှာ fibrin filament or fibrin thread လို့ခေါ်ပါတယ်အဲ့ဒီ fibrin thread ကလေးများသည် clotting ဖြစ်စဉ်ကိုစတင်ပြီးတော့ပြုလုပ်ပေးမယ် thread လို့ခေါ်တဲ့အမြင့်တန်းကလေးတွေပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့ fibrin သည် a protein polymer ပဲဖြစ်ပါတယ်အဲ့ဒီ protein polymer လေးတွေရဲ့အဓိကလှုပ်ဆောင်ချက်ကတော့ essential for hemostasis and thrombosis ဖြစ်ပါ hemostasis ဆိုတဲ့ terms လေးကတော့ controls of bleeding လို့အဓိပ္ပာယ်ရပါတယ်ရှင် fibrin လေးကတော့အဓိကသူ့မှာ elastic and viscous property လို့ခေါ်တဲ့ဂုဏ်သတ္တိအမျိုးအစား2မျိုးပါဝင်နေတာကိုလည်းလေ့လာတွေ့ရှိရပါတယ် clotting mechanism အကြောင်းကိုဆက်လက်ပြီးတော့လေ့လာကြမှာဖြစ်ပါတယ်သွေးခဲခြင်းဖြစ်စဉ်ကိုအဓိကတာဝန်ယူပေးတာကတော့ platelet လို့ခေါ်တဲ့အရာဝတ္ထုကလေးဖြစ်ပါတယ်သွေးထဲမှာရှိတဲ့
protomboblastin လို့ခေါ်တဲ့အရာဝတ္ထုတစ်မျိုးကို ionic calcium လို့ခေါ်တဲ့ Ca2+ က tomboblastin ဖြစ်အောင်စတင်ပြီးတော့ပြောင်းလဲပေးမှာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ protomboblastin ဖြစ်ပါတယ်။ clotting factor အားဖြင့်ဆိုရင်1 to 30အားလုံးပေါင်း73ခုထဲကမှ ionic calcium ကတော့အခုစတင်ပြီးတော့ protomboblastin ကို tomboblastin ဖြစ်အောင်စတင်ပြောင်းလဲနေပြီဖြစ်ပါတယ်။ tomboblastin အနေနဲ့ဖြစ်ပေါ်လာတဲ့အခါမှာတော့သွေးထဲမှာရှိနေတဲ့ inactive ဖြစ်နေသော prothrombin လို့ခေါ်တဲ့ protein တစ်မျိုးကို thrombin ဖြစ်အောင်ပြောင်းလဲနိုင်မှုအတွက် tomboblastin ကနေပြီးတော့ activate စတင်ပြီးတော့ပြုလုပ်ပါပြီ။ဒါကြောင့်မို့လို့ tomboblastin ကတော့ဒီနေရာမှာ enzyme တာဝန်စတင်ထမ်းတာဖြစ်ပါတယ်။ enzyme တာဝန်ထမ်းတဲ့ tomboblastin နဲ့အတူအခုအနေနဲ့ကတော့ ionic calcium ကဝင်ရောက်ကူညီပေးပါတယ်။ဒါကြောင့်မို့လို့သွေးထဲမှာ inactive ဖြစ်နေသော prothrombin လို့ခေါ်တဲ့အရာဝတ္ထုကလေးက thrombin ဖြစ်သွားပါပြီ။သူကလည်းပဲထပ်မံပြီးတော့ activate ပြုလုပ်ပါဦးမယ်။ဒီနေရာမှာတော့သွေးထဲမှာရှိနေတဲ့ large soluble protein လို့ခေါ်တဲ့ fibrinogen ဖြစ်ပါတယ်။ဒီ fibrinogen လို့ခေါ်တဲ့ large soluble protein ကို thrombin ကနေပြီးတော့ activate ပြုလုပ်တော့မှာဖြစ်ပါတယ်။ဒါကြောင့် thrombin ကလည်းပဲ enzyme တာဝန်ထမ်းနေလို့လေ့လာရတာဖြစ်ပါတယ်။ဒီနေရာမှာတော့သူ့ရဲ့ရရှိလာတဲ့ result က fibrin ရပါတယ်။ insoluble protein ဖြစ်ပါတယ်။အဲ့ဒီ fibrin လေးတွေကို polymerization ပြုလုပ်လိုက်တဲ့အခါမှာတော့ fibrin thread ရရှိသွားမှာဖြစ်ပါတယ်။ fibrin မှာကတော့ property ပုံစံ2မျိုးရှိပါတယ်။ပထမတစ်မျိုးကတော့သူဒီ elastic နဲ့ဒုတိယတစ်ခုကတော့ viscous property ကို fibrin ကပိုင်ဆိုင်ထားပါတယ်။ polymerization လုပ်တာဖြစ်ပါတယ်။ polymerization လုပ်လိုက်တဲ့အခါမှာ fibrin ကနေပြီးတော့ fibrin thread အနေနဲ့ပြောင်းလဲသွားပြီဖြစ်ပါတယ်။အဲဒီလိုပြောင်းလဲသွားတဲ့ fibrin thread ဒီ plasma လို့ခေါ်တဲ့သွေးအတွင်းမှာရှိတဲ့သွေးရည်ကြည်ကလေးရဲ့ fibrin thread ရဲ့ corpuscle ရဲ့သုံးခုပေါင်းစပ်ခြင်းအပြင် blood clot လို့ခေါ်တဲ့သွေးခဲခြင်းစတင်ပြီးတော့ဖြစ်ပေါ်လာပါပြီ။ fibrin thread ဖြစ်ပါတယ်။ plasma က corpuscle ဖြစ်ပါတယ်။ဒီနေရာမှာ corpuscle ကိုတော့ red blood cell နဲ့ white blood cell ကိုတည်ထားပြီးသားဖြစ်ပါတယ်။နောက်ဆုံးရလဒ်ကတော့သွေးများစတင်ပြီးတော့ injury ဖြစ်သောနေရာမှာစတင်ပြီးတော့ခဲသွားပြီဖြစ်ပါတယ်။ဒါကြောင့် blood clotting ဖြစ်စဉ်ကိုပြောဆိုလိုက်တာဖြစ်ပါတယ်ရှင်။အဲ့တော့ blood clotting လို့ခေါ်တဲ့သွေးခဲခြင်းဖြစ်စဉ်မှာ platelet လို့ခေါ်တဲ့သွေးအုံမွှားကလေးတွေကစတင်ပြီးတော့ activate လုပ်ပါတယ်။ clotting ဖြစ်စဉ်မှာ platelet က activate လုပ်တာအဆင့်3ဆင့်ရှိပါတယ်။ပထမဦးဆုံးကတော့ vasoconstriction လို့ခေါ်ပါတယ်။ constrict လို့ပြောလိုက်တဲ့အတွက်စတင်ပြီးတော့သွေးကြောနိုင်ငံလေးတွေကျုံသွားတာဖြစ်တယ်။ဘယ်နေရာလဲဆိုတော့ထိခိုက်ဒဏ်ရာရရှိတဲ့နေရာလေးတွေက red blood cell လေးတွေဖြစ်ပါတယ်။ plasma ထဲမှာမျောနေတော့ red blood cell တွေပါ no nucleus ပါ red blood cell နဲ့အတူ plasma ထဲမှာ white blood cell လေးတွေလည်းရှိပါတယ်။ white blood cell ကတော့ nucleus ကပုံစံမျိုးစုံရှိမှာဖြစ်ပါတယ်။ red blood cell white blood cell များသည် plasma ထဲမှာမျောနေတယ်။အဲ့ဒီလိုမျောနေတဲ့ plasma ထဲမှာပဲ platelet လို့ခေါ်တဲ့သွေးအုံမွှားကလေးတွေလည်းရှိပါတယ်။အဲ့ဒီနေရာမှာတော့ damage ဖြစ်နေသောနေရာလေးတွေမှာ connective tissue အနေနဲ့စတင်ပြီးတော့တွဲချိတ်ဖို့အတွက် collagen fiber လေးတွေလည်းစတင်ပြီးဖြစ်ပေါ်လာပြီ။အဲ့ဒီလိုမျိုးဖြစ်ပေါ်ပြီးတော့သွေးနီဆဲကလေးတွေကလည်းပဲ damage ဖြစ်တဲ့နေရာကိုရောက်ရှိလာပြီ။
သွေးနီဆဲကလေးတွေသွေးဖြူဆဲကလေးတွေကလည်းရောက်ရှိလာပြီပြီးတဲ့အခါမှာတော့ platelet လည်းပဲပူပေါင်းပါဝင်လာပြီဆိုရင်တော့အဲ့ဒီနေရာဒီ vaso constriction ဖြစ်ပြီးတဲ့အချိန်ဒီမှာ platelet blood ဆိုပြီးတော့အဲ့ဒီနေရာကိုစတင်ခေါ်ဆိုပါတယ်တတိယအဆင့်အနေနဲ့ကတော့ vaso constriction platelet blood ပြီးတဲ့အခါမှာနောက်ဆုံးမှာတော့ဖြစ်ပေါ်လာတာက blood clot ပဲဖြစ်ပါတယ် vaso constriction ဖြစ်ဖို့အတွက်တော့ activate လုပ်ပေးလိုက်တာက neurotransmitter လို့သိကြတယ် serotonin ဖြစ်ပါတယ် serotonin ကနေပြီးတော့ activate လုပ်လိုက်တဲ့အတွက် vaso constriction စတင်ဖြစ်ပေါ်ခြင်းဖြစ်ပါတယ်ဒါကြောင့်မို့လို့သွေးကြောတွေဘာကြောင့် damage ဖြစ်သွားတဲ့အချိန်မှာ clotting ဖြစ်ပေါ်ရတယ်တဘာဝတရားတိုင်းတော့ဘယ်လိုဖြစ်ပေါ်လဲဆိုတာကိုလေ့လာထားတဲ့အပိုင်းကလေးပဲဖြစ်ပါတယ် K Learning Channel ကနေပြီးတော့ဇီဝဗေဒဘာသာရပ်ဆိုင်ရာစိတ်ဝင်စားစရာအကြောင်းအရာလေးတွေကိုတင်ဆက်ပေးနေတာဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ like and subscribe လုပ်ထားဖို့ကိုမမေ့ကြပါနဲ့ရှင်နောက်ထပ်စိတ်ဝင်စားစရာအကြောင်းအရာလေးတွေနဲ့လည်းပြန်လည်ဆုံတွေ့ပါဦးမယ်